အစစ်အမြစ်တွေကြိုက်ခဲနေရင်ဒီအစားအစာ၅မျိုးကိုရှောင်ပါတင်းရဲ့ဒူလက်ချောင်းဒါမှမဟုတ်ခါးတွေကနေတိုင်းလိုနာကျင်နေတယ်ဆိုရင်အသက်ကြီးလို့ကြီးမဲမဟုတ်ပါဘူးတခါတည်းရံမှာတင်းနေ့စဉ်စားနေတဲ့အစားအစာတွေကြောင့်လည်းထင်နိုင်ပါတယ်အစားအစာတွေကတင်းအစစ်အမြစ်တွေကိုတညတည်းနဲ့ပျက်စီးသွားစေတာမျိုးမဟုတ်ပါဘူးဒါပေမဲ့အချို့သောအစားအစာတွေကတင်းခန္ဓာကိုယ်ထဲမှာရောင်ရမ်းမှုတောင့်တင်းမှုနဲ့နာကျင်မှုတွေကိုအချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းပိုဆိုးလာစေပါတယ်ပထမချက်တကြားအချိုပွဲတွေအချိုရည်တွေနဲ့အချိုကဲတဲ့အစားအစာတွေတကြားစအလွန်အကျွံစားသုံးခြင်းကခန္ဓာကိုယ်ထဲမှာရောင်ရမ်းမှုကိုဖြစ်စေပါတယ်အဲ့ဒီရောင်ရမ်းမှုဟာသွေးထဲမှာတင်ရှိမပဲတင်းရဲ့အစစ်အမြစ်တွေလိုမျိုးထိခိုက်လွယ်တဲ့နေရာတွေမှာတွားပြီးတက်ရောက်မှုရှိစေပါတယ်ဒုတိယအချက်ပြုပြင်ထားတဲ့ကစီတန်းများပေါင်မုံဖြူမုံမျိုးစုံနဲ့အသင်စားခါဆွဲများဒီအစားအစာတွေဟာသွေးတင်းတကြားဓာတ်ကိုရုတ်တရက်တက်လာစေပြီးပြန်ကျသွားစေပါတယ်အဲ့ဒီလိုအသက်အကျတန်တရာကခန္ဓာကိုယ်ကိုဝန်ပီစေပြီးအထူးသဖြင့်မနက်ခင်းမှာအစစ်အမြစ်တောင့်တင်းတာကိုပိုဆိုးလာစေပါတယ်တတိယအချက်စီကြော်စာနဲ့အလွန်အမြင့်ပြုပြင်ထားတဲ့အစားအစာများအာလူးကြော် fast food ရောအသင်စားအစားအစာများထုတ်ပိုးထားတဲ့မုတ်များဒါတွေကအစစ်အမြစ်ရောင်ရမ်းမှုကိုဖြစ်စေပြီးလှုပ်ရှားရတာကိုပိုပြီးလေးလာနာကျင်စေပါတယ်စတုထအချက်အနီအောင်အသားညစ်ပြုပြင်ထားတဲ့အသားများအမဲသားဝတ်သားကြက်ဥချောင်းနဲ့တာရှည်ခန့်အောင်လုပ်ထားတဲ့အသားများဒါတွေကိုအလွန်အကျွံစားရင်အစစ်အမြစ်တွေကိုဒုက္ခပေးမဲ့တက်ပေါင်းတွေကိုခန္ဓာကိုယ်ထဲမှာပိုများလာစေပါတယ်လုံးဝမစားရဘူးလို့မဆိုးလို့ပါဘူးဒါပေမဲ့နေ့တိုင်းတော့မစားသင့်ပါဘူးပင်စမအချက်အယ်ကိုဟောလ်အသင့်အတန့်တောက်ယုံနဲ့ခန္ဓာကိုယ်ကိုရေဓာတ်ခန်းချောက်စေပါတယ်တရှူးတွေခြောက်ထွယ်လာတဲ့အခါအစစ်အငစ်တွေကြားမှာရှိတဲ့ရော့နေသွားပြီးအစစ်အငစ်တွေကိုပိုမိုနာကျင်ကြိုက်ခဲစေပါတယ်လူများစုသတိမထားမိတဲ့အချက်ဒီအနေနဲ့ပြီးဆုံးတဲ့အစားအသောက်ပုံစံကြီးရှိနေဖို့မလိုပါဘူးဒါပေမဲ့နာကျင်မှုကိုဖြစ်စေတဲ့အရာတွေကိုရှော့ချပြီးကျန်းမာရေးကိုအထောက်အကူပြုမဲ့အရာတွေကိုပိုစားဖို့ပဲလိုပါတယ်ရီများများတောက်ပါတက်တီဝလန်ဟင်းသီးဟင်းရွက်နဲ့ကျန်းမာရေးနဲ့ညီတဲ့အစီတွေကိုစားသုံးပါထုတ်တဲ့ကမှုတွေခါတဘာဝအတိုင်းရရှိတဲ့အစားအစာတွေကိုရွေးချယ်ပါတေးတဲ့အပြောင်းလဲတွေကအချိန်ကြာလာတာနဲ့အမျှရောင်ရမ်းမှုကိုရှော့ချပေးနိုင်ပါတယ်အညစ်ချုပ်ရရင်အစစ်အမြစ်နာကျင်တာဟာအရောတွေကြောင့်ကြီးပဲမဟုတ်ပါဘူးသင်နေ့စဉ်စားနေတဲ့အစားအစာတွေနဲ့လည်းတိုက်ရိုက်သက်ဆိုင်ပါတယ်ရောင်ရမ်းမှုကိုဖြစ်စေတဲ့အစားအစာတွေကိုရှောင်လိုက်တာနဲ့တင့်ခန္ဓာကိုယ်ကပိုပြီးပေါ့လန့်လာမယ်အញ្ញမ်းအရပြေလာမယ်ပိုပြီးလွတ်လွတ်လပ်လပ်လှူရှားနိုင်လာပါလိမ့်မယ်နောက်ထပ်ဘယ်ကျန်းမာရေးအကြောင်းသင်ပေးရမလဲဆိုတာကို comment မှာတောင်းဆိုနိုင်ပါတယ်ကျေးဇူးတင်ပါတယ်